မိသားစုကညာအားလုံးကိုလက်နာခံပြီးတန်ရာတွေကိုတိတ်တိတ်လေးပဲဖုံးကွယ်ထားတယ်အဖေတွေတွေ့ပါနေဘူးမောရွာလေမနာရဲ့လက်တွေ့ချမ်းပြီးခန္ဓာကိုယ်ပင်ပန်းပေမဲ့သာသမီမျက်နှာမြင်ရဲ့အားရှိတယ်သမင်းစားဝဲချွေတာခဲ့အဖေဘဝကမြဲပေးစားနေတယ်နာမသိခဲ့ဘူးမြင်မာချာသူရှိနေတာဝေမျိုးမမီနာစုတွေရောခံရဲ့အဖေဆိုတာအမြဲနှလုံးသားကလည်းပြုံးနေတဲ့သူမိသားစုအတွက်ဘဝခုလုံးရင်ထားသူပင်ပန်းလုံးပင်မဲ့မပြောဘူးအားကဲလုံးပင်မဲ့မငိုဘူးသာသမီလေးတွေပြောဖို့အတွက်အပြင်ကတိတ်တိတ်ခံရတယ်ဝင်းမျိုးမှာတယောက်တည်းလုံးလုံးအင်ကိုလွ